ကူတက်မယ်ဆိုရင်တစ်နှစ်နဲ့ကိုက language school တစ်နှစ်တက်နေစဉ်အတွင်းမှာကျွန်တော်တို့ဂျပန်စာ skill ပေါ့နော်ဂျပန်စာ level ကိုက GLPT N3 အောင်မှာလားဒါမှမဟုတ် GLPT N2 အောင်တဲ့အထိကိုကစာစူးစမ်းနိုင်မှာလားဆိုတဲ့အပေါ်မှာလည်းမူတည်ပါသေးတယ်皆さんこんばんはအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကျွန်တော်ကို Messenger ကနေလာမေးထားတဲ့မေးခွန်းတချို့ကိုကျွန်တော်ဖြေကြားပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့အကိုရဲ့မြန်မာနိုင်ငံကဘွဲ့ရပြီးသားဆိုရင်ဂျပန်မှာ language school ကိုတစ်နှစ်တက်ပြီးဝါဗီဇာလျှောက်လို့ရနိုင်တယ်ဆိုတာဟုတ်လားရှင်သိရင်တစ်ချက်လောက်ဖြေပေးပါဦးနော်တဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်ဒီမေးခွန်းကိုဖြေပေးပါမယ်မြန်မာနိုင်ငံကဘွဲ့ရပြီးသားဆိုရင်ဂျပန်မှာ language school တစ်နှစ်တက်ပြီးတော့ work visa ပြောင်းလို့ရလားဆိုရင်ဟုတ်ကဲ့ရပါတယ်တိုးတော့ဒီနေရာမှာရွှင်ချက်တစ်ခုရှိတယ်မြန်မာနိုင်ငံကရလာတဲ့ဘွဲ့မျိုးသားကဘာဘွဲ့လဲပေါ့နော်ဒါကိုသိဖို့လိုတယ်နောက်တစ်ခုကြတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကဘွဲ့တစ်ခုရလာတဲ့နဲ့မပြီးသေးဘူးပေါ့နော်ဒီမှာဂျပန်မှာ work visa ရနိုင်မဲ့အလုပ်ပေါ့နော်ကိုကဘာလုပ်မှလဲဆိုတဲ့ဟာမှာအပေါ်ပါလဲမူတည်ပါသေးတယ်ဆိုတော့မြန်မာနိုင်ငံကဘွဲ့ရလာတဲ့လူတယောက်ကဂျပန်မှာ language school တက်မယ်ဆိုရင်တစ်နှစ်နဲ့ကိုက language school တစ်နှစ်တက်နေစဉ်အတွင်းမှာကျွန်တော်တို့ဂျပန်စာ skill ပေါ့နော်ဂျပန်စာ level ကိုက GLPT N3 အောင်မှာလားဒါမှမဟုတ် GLPT N2 အောင်တဲ့အထိကိုကစာစူးစမ်းနိုင်မှာလားဆိုတဲ့အပေါ်မှာလည်းမူတည်ပါသေးတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဂျပန်မှာ GLPT N2 အဆင့်လောက်အောင်ဖို့ကိုကျွန်တော်တို့ဂျပန်စာပေါ့နော်ဒီ language school တွေကတစ်နှစ်နဲ့အောင်ဆိုတဲ့ခါကျတော့ကိုကမြန်မာနိုင်ငံကနေ GLPT N4 N3 လောက်အောင်ဖြေလာခဲ့တဲ့သူမဟုတ်ဘူးဆိုရင်ဂျပန်မှာ GLPT တစ်နှစ်တည်းနဲ့ N2 အောင်ဖို့ဟာကကျောင်းသားတယောက်အတွက်လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကျောင်းတက်နေစဉ်အတွင်းမှာကျွန်တော်အချိန်ပိုင်းအလုပ်တွေရှိသေးတယ်တခြားသောကိစ္စတွေလည်းရှိသေးတဲ့အတွက်ကျောင်းတက်တယ်စာလုပ်တယ်ဆိုတဲ့ပုံစံမဟုတ်တော့ဘူးပေါ့နော်ဂျပန်ရောက်လာတော့ကျွန်တော်တို့ပုံမှန်စေကဆုမှာမဖြစ်မနေကျွန်တော်တို့အလုပ်လုပ်ကြရတာတွေရှိတယ်တခြားသောလူမှုရေးကိစ္စတွေလည်းရှိနေသေးတဲ့အတွက်ကျွန်တော်တို့စာလုပ်မဲ့အချိန်ကအရန်ကိုရှားပါပါတယ်ကျွန်တော်ကျောင်းသားတယောက်အတွက်ကလည်းဆိုတော့ကျွန်တော်တို့တစ်နှစ်တည်းနဲ့N2 လောက်အောင်နိုင်မယ်ဆိုရင်တော့ language school တက်ပြီးတော့ကျွန်တော်တို့ work visa ပြောင်းမယ်ဆိုရင်ရနိုင်ပါတယ်ပေါ့နော်ဒီမှာကျွန်တော်ကဒီချွင်းချက်ထက်ကမှချွင်းချက်အနေနဲ့နောက်တစ်ခုကျွန်တော်မျှဝေပေးချင်တာဘာလဲဆိုတော့ကိုကဂျပန်မြန်မာနိုင်ငံကဘွဲတစ်ခုရလာတာတော့ဟုတ်ပါပြီကျွန်တော်တို့ဂျပန်မှာ language school တက်ပြီးတော့ N2 အောင်တယ် N2 လည်းအောင်ပြီပေါ့နော်ကိုကဘာလုပ်မလဲဆိုတဲ့ဟာကိုကျွန်တော်တို့စဉ်းစားဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ N2 အောင်တယ်မြန်မာနိုင်ငံကဘွဲရထားတယ်ဆိုရင်ရနိုင်တဲ့အလုပ်တွေကကိုကဘာကိုစိတ်ဝင်စားလဲနောက်တစ်ခုကရနိုင်တဲ့အလုပ်တွေကတော့အများကြီးတော့မရှိဘူးပေါ့နော်ကျွန်တော်တို့ဒီစကားပြန်ဘာသာပြန်အလုပ်တို့ရုံပိုင်းဆိုင်ရာအလုပ်တို့ဒီရုံနဲ့သက်ဆိုင်တဲ့အလုပ်တို့ပဲရနိုင်မှာဖြစ်တဲ့အတွက် work visa တော့ရပါမယ်ဒါပေမဲ့အလုပ်ကတော့အကန့်အသတ်တွေရှိတယ်ပေါ့နော်ကိုရဲ့ဝါသနာပါရာကိုတော့စိတ်ကြိတ်တော့လုပ်လို့ရမှာမဟုတ်ပါဘူး work visa နဲ့လုပ်လို့ရတယ်ဆိုပေမဲ့အကန့်အသတ်တချို့ရှိပါမယ်ဟုတ်ကဲ့ပါဒါဆိုရင်မြန်မာနိုင်ငံကဘွဲ့ရပြီးသားဆိုရင်ဂျပန်မှာ language school ကိုတစ်နှစ်တက်ပြီးဝါဗီဇာပြောင်းလို့ရလားဆိုတဲ့အမေကိုကျွန်တော်ခုနဖြေပေးသွားတာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမေးခွန်းကိုမေးထားတဲ့ညီမလေးကျင်းနဲ့လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ပြောပြသွားတဲ့အထက်မှာတကယ်လို့နားမလည်တာရှိတယ်မရှင်းလင်းတာရှိတယ်ကျွန်တော်မေးစရာရှိတယ်ဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့ comment box ကနေပြီးတော့ကျွန်တော်ကိုမေးမြန်းနိုင်ပါတယ်ကျွန်တော်အချင်းရရင်ရသလိုဖြေချပေးသွားပါမယ်ခင်ဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်